ဒါပေမဲ့ဝူရွှမ်းချောင်းနဲ့ကြီးကနေထွက်ခွာသွားမယ်ဆိုရင်ကောင်းကင်ပိုက်ကုံမြေပြင်ကျော်ကွင်းရန်သူတွေရဲ့ဝိုင်းရံပိတ်ဆို့မှုအောက်မှာကိုထိတွေ့ပြတလိုက်တယ်လို့ဖြစ်သွားလိမ့်မယ်ဒါတွေမကသေးဘူးချောင်းနဲ့ကြီးရဲ့အတွင်းပိုင်းကလည်းတိတ်ပြီးငြင်းချမ်းလာတာမဟုတ်ဘူးငါတို့တွေမကြသေးခင်နှစ်ပိုင်းအတွင်းအင်အားကြီးမှထက်မြက်လာတာဟာတချို့သောအင်အားစုတွေရဲ့အကျိုးစီးပွားကိုထိခိုက်ပို့တိုက်မိသွားတာကြာလာပြီအထူးသဖြင့်ဖူးတို့ရွှွညွန်တော်ထဲမှာအခြေစိုက်ကြီးစိုးနေတဲ့ငွေနဂါးဘရင်နဲ့သူ့ရဲ့နောက်လိုက်နောက်ပါတွေဟာအမြဲတမ်းစုပူလှုပ်ရှားဖို့ချောင်းမြောင်းနေခဲ့တာငါတို့တွေစတင်အကွက်ချကြံစီပြီးမဖြစ်မနေရှုပ်ထွေးမှုတွေဖန်တီးကအရှိကိုအော်ပြီးအနောက်ကိုတိုက်အာယုံလွှဲတိုက်ခိုက်ရမယ်ဒါပေမဲ့ငါတို့ရဲ့အကွက်ချစီစဉ်မှုတွေမပြီးဆုံးသေးခင်မှာပဲပြဿနာတွေကအရင်ဦးဆုံးတကားလာခောက်ဆိုက်ဆိုက်ညံ့ညံ့ရောက်လာခဲ့ပြီဒီနေ့မှာတော့လင်းအားဟာထုံးစံအတိုင်းသူမကိုယ်တိုင်စိုက်ပျိုးထောင်ထားတဲ့နတ်ဖန်သီးတွေကိုလာပို့ပေးခဲ့တယ်ဒါပေမဲ့အပြန်လမ်းမှာတော့မိစ္ဆာတအုပ်ရဲ့ပိတ်ဆို့တားဆီးခြင်းကိုခံလိုက်ရတယ်အုပ်စုကောင်းဆောင်ကတော့ငွေနဂါးဘရင်ရဲ့လက်အောက်ခံဖြစ်တဲ့တင်းခွေချက်မိစ္ဆာစစ်ဗိုလ်ချုပ်တယောက်ပဲဖြစ်တယ်သူတို့ဟာမရှိမဖြစ်အခြေအမြင့်မရှိတဲ့ဆွဆွဲချက်အဖြစ်တွေနဲ့လင်းအားကိုဒဏ်ရာပြင်းထန်အောင်ရိုက်နှက်ခဲ့ကြပြီးသူမကိုဖူးလူရွှွညွန်တော်တဲ့ပြစ်ချပြီးအစိတ်ရှိတဲ့ပိုးမွားတွေကိုအစာကျွေးပစ်မယ်လို့ကြုံဝါခဲ့ကြတယ်ငါသတင်းရချင်းအပြေးလွှားရောက်သွားတဲ့အချိန်မှာတော့မျက်ပင်လေးတစ်ပင်လိုနုနယ်လာတဲ့သူမရဲ့ခန္ဓာကိုယ်လေးဟာသွေးကွက်တွေကြားထဲမှာလက်ခွေနေရှာပြီးထွက်သက်ဝင်သက်မမှန်တော့ပဲတေးလူမျောပါဖြစ်နေခဲ့ပြီသူမဟာငါ့ကိုမြင်တဲ့အခါနောက်ဆုံးကြံတဲ့ခွန်အားတွေကိုအကုန်သုံးပြီးလက်ချောင်းလေးတွေကိုမတိမတာလှုပ်ရှားရင်းအမလို့ခေါ်ရှာတယ်မျောနဲ့နန်စော်နေတဲ့ကူအမှောင်ထဲမှာတိုးဝေးတိုက်ခိုက်လာတဲ့ပိတ်ဆို့တားဆီးမှုအားလုံးဟာဝါဒရဲ့စိမ့်ဖန့်ဖန့်အလင်းတန်းဖြတ်တန်းသွားတဲ့ခဏမှာပဲအလောင်းစိတ်ပိုင်းတွေအဖြစ်ပြောင်းလဲသွားခဲ့ရတယ်နောက်ဆုံးမှာတော့လူတေကောင်းခွန်တွေနဲ့တိဆောက်ထားတဲ့ရာဇပလင်ရှိမှာဒေါသပောက်ကွဲနေတဲ့ခေါင်းသုံးလုံးငွေမိစ္ဆာကိုငါတွေ့လိုက်ရတယ်သူ့ရဲ့ခေါင်းသုံးလုံးဟာအလွန်အမင်းဒေါသထွက်မှုကြောင့်တုံ့ရင်နေပြီးရဲထန်နင်းတကယ်ပဲရဲတင်းလာကြည်လားလို့အော်ဟစ်တယ်နင်းအသက်ကိုလာနှုတ်တာငါကသူ့စကားကိုဖျက်ပြောလိုက်တယ်ငါရဲ့လေတံကဘာလိုင်းတရမှမရှိပဲအေးဆက်တည်ငြိမ်နေခဲ့တယ်တိုက်ပွဲကတခဏအတွင်းမှာတင်ပောက်ကွဲဖြစ်ပွားသွားခဲ့တယ်အစိတ်ရည်ရေခဲနှင်းခဲတွေနဲ့ပြင်းပြတဲ့မိတောက်တွေဟာကွန်ရက်တစ်ခုလိုရှက်နွယ်ထန့်ကျက်လာတယ်ငါဟာငါနှစ်တိုင်တိုင်စူးစမ်းလေ့ကျင့်ထားတဲ့ကိုဖြောက်ကိုသွန်အတက်နဲ့လောက်ကျန်တက်ဖြတ်ခြင်းပညာရက်ကိုအစွမ်းကုန်ထုတ်ပေါ်လိုက်ပြီးတစေတကောင်လိုမျိုးတောင်းကျမ်းလာတဲ့တိုက်ခိုက်မှုတွေကြားထဲမှာတိုးဝေရင်လျှက်တစ်ပြက်ပေါ်လာမဲ့ဟာကွက်ကိုအေးအေးဆေးဆေးရှာဖွေနေခဲ့တယ်သူဟာအချိန်ကြာမြင့်စွာတိုက်ခိုက်တာတော့မနိုင်တဲ့အတွက်ပိုပြီးစိတ်မရှိဒေါသထွက်လာတဲ့အခါရေခဲနဲ့မီးကောင်းနှလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုမှာအမှားယွင်းတစ်ခုဖြစ်သွားပြီးစွမ်းရည်တွေအချင်းချင်းတိုက်မိကကိုထိခိုက်မိသွားချိန်မှာတော့ငါရဲ့ခန္ဓာကိုယ်အစ်စ်ဟာအယိုးထဲအထိကပ်ပါသွားတဲ့တန်ပတ်ပိုးကောင်လိုသူ့ရဲ့လေပင်သုံးချောင်းစုံတွေ့ရာတေကွင်းတေကွက်နေရာစီကိုချင်းကပ်ဝင်ရောက်သွားခဲ့ပြီးလက်ထဲကအထက်မြက်ဆုံးဝါးသားကိုထိုးဆိုင်ဆုပ်ကင်ပြီးတော့ဆွဲဖြတ်ပစ်လိုက်တယ်ဆူးရှကျဲလောင်လာတဲ့အော်ဟစ်ညီတော်တန်ဟာရုပ်ကြီးဆိုသလိုရက်တန့်သွားပြီးကြီးမားလာတဲ့ငွေရာမခန္ဓာကိုယ်ကြီးဟာဝန်းကနေပြိုလဲကျသွားခဲ့တယ်။ဒေါင်းလိုက်ရှိတဲ့မျက်လုံးသုံးစုံဟာတုံလို့ခြောက်ချမှုမကျေနပ်မှုတွေနဲ့အတူထာဝရဆူဆိုက်တောင်တင်းသွားခဲ့ပြီးငါဟာလက်ပေါ်မှာရှိနေတဲ့ပူနွေးနေစေဖြစ်တဲ့ကလေးစားအစအနတွေကိုခါထုတ်ပစ်လိုက်ပြီးလှဲတောင်မကြည့်ပဲအပြင်ဘက်ကိုရှောက်လန်းထွက်ခွာလာခဲ့တယ်။ဒါပေမဲ့ငါမွေကူထဲကနေခြေလန်းလန်းထွက်လိုက်တဲ့ထိုခဏမှာတင်အိမ်ဟောက်တန်တုံလို့ခြောက်ချွေရာငကားဟင်းတန်တစ်ချက်ဟာဝူရွှမ်းချောင်းနဲ့ကြီးတစ်ခုလုံးကိုတုံခါသွားစေပြီးဖူတို့ရွှွညွန်တော်ရဲ့အနက်ဆိုင်ဆုံးနေရာကနေဘုံကနေပေါက်ကွဲထွက်ပေါ်လာတယ်။ဆက်လက်ပြီးတော့ပိုးရှိဟောင်းကဘာဦးကလေးကရှိနေခဲ့ပြီးပြင်းထန်တဲ့ဒေါသတွေပြင်းနေနေတဲ့ကြောက်မက်ပွဲမိစ္ဆာအရှိန်အဝါတစ်ခုဟာအိဆက်ရာကနေနိုးထလာတဲ့ရှေးဟောင်းသားရဲကြီးတကောင်လိုအရက်မျက်နှာအနှံ့ကိုဖုံးလွှမ်းသွားခဲ့တယ်။ငွေနဂါးဘရင်သူဟာလုံးဝဥတုံဒေါသအမျက်ချောင်းချောင်းထွက်သွားခဲ့ပြီးရင်ကြိုနန်းကြီးရဲ့ပုံရိပ်ဟာတစေတကောင်လိုငါ့ရဲ့ဘေးနားမှာပေါ်လာပြီးခုအတွင်းထဲကပရမ်းမာတာဖြစ်ပျက်နေမှုတွေကိုတစ်ချက်ကြည့်ကနှာခေါင်းချုံပြီးလေကြုံလိုက်လေတော့တယ်။ရဲထံမင်းရဲ့ဒီလှုပ်ရှားမှုကအဲ့ဒီငွေလိမ်ငွေကောက်ငရှစ်အိုကြီးရဲ့အထိမခံတဲ့အခြေခွန်ကိုစွပေးလိုက်တယ်လို့ဖြစ်သွားပြီးဒါကစောစောနဲ့နောက်ကျဖြစ်လာမယ့်ကိစ္စပဲ။ကျမကရွှွနွန်အိုင်ဘက်ကိုလှမ်းကြည့်ရင်မျက်ဝန်းတွေကအေးဆက်နေမိတယ်။ကူအောင်စီပြန်ရောက်တော့လင်အားကဆေးချိန်ကြောင့်နည်းနည်းချိုက်ချိုက်အိပ်ပျော်နေရှာတယ်။ဒါပေမဲ့သူမရဲ့တေးငယ်တဲ့ခန္ဓာကိုယ်လေးကတော့ခဏခဏတုံတုံရင်ဖြစ်နေတော့မယ်။သူမရဲ့နှခုပြင်ပေါ်ကဆန်စလေးတွေကိုကျမအသာအရာတက်တင်ပေးလိုက်တယ်။ဒါပေမဲ့ရင်ထဲကလူသက်ချင်စိတ်ကတော့အတွတ်တွတ်နဲ့စူပွက်နေသေးပဲ။အဲ့ဒီအချိန်မှာပဲကြောက်လန့်တကြားနဲ့ဝိညာဉ်လွင်မတက်ဖြစ်နေတဲ့ဖားသူရဲ့တကောင်ကလိန်ကာဘက်ကပြေးလာပြီးညှိစော်နေနေတဲ့အမဲရောင်ဖိတ်စာတစ်စောင်ကိုကမ်းပေးလာတယ်။အရှင်မင်းကြီးနဂါးမင်းကဖိတ်ကြားလိုက်ပါတယ်။၃ရက်မြောက်နေ့ကျရင်ရင်းနဲ့နန်းတော်မှာကျင်းပမယ့်ဂုဏ်ပြုစာပွဲကိုကြွားရောက်ပြီးအရေးကြီးကိစ္စတွေကိုအတူတူတိုင်ပင်ဖို့ပါ။ရင်းကြုံနန်းကတော့လှောင်ပြုံးပြုံးရင်းဒါကဟုံမှန်စပွဲထောင်ချောက်စပွဲပဲလို့ပြောတယ်။ကျမကအေးဆက်စေကပ်နေတဲ့ဖိတ်စာကိုလှမ်းယူလိုက်ပြီးလက်ချောင်းထိပ်ကနေမိပြတစ်ချက်တောက်လိုက်ကပြအဖြစ်ပြောင်းလဲပစ်လိုက်တယ်။သူ့ကိုသွားပြောလိုက်စပွဲကိုငါလာခဲ့မယ်လို့ပြီးတော့သူ့အတွက်ခေါင်းတလားပါကြိုးပြင်ထားခိုင်းလိုက်။ဟာသူရဲ့လေကြောက်လန့်တကြားနဲ့အမီးအမောက်မတည့်ထွက်ပြေးသွားတော့တယ်။ရင်းကြုံနန်းကလက်ပိုက်ကြည့်ရင်မင်းမာတေးကြတဲ့အစီအစဉ်ရှိလို့လား။အဲ့ဒါကသူ့နေမည်လေ။ရေအောက်ထဲမှာဆိုရင်သူကအဆအရာရာအသာစီးရနေမှာမရှိဘူး။ကျမပြက်ပြက်သားပဲပြန်ဖြေလိုက်တယ်။ဒါပေမဲ့ဒီတိုက်ပွဲကရှောင်လွဲလို့မရဘူး။မြောက်ပင်လေခီးစဉ်ကလည်းနီးနေပြီဆိုတော့ဒီကူထဲကအမိုက်တွေကိုအမြင့်ပြတ်ရင်ရှင်းရမယ်။အနည်းဆုံးတော့သူနောက်တစ်ခါလက်မကန်ရဲအောင်လုပ်ရမယ်။သူမကကျမကိုခဏလောက်စိုက်ကြည့်နေပြီးမှထူးဆန်းပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ပြုံးတစ်ခုကိုဖြည်းဖြည်းချင်းပြုံးပြလာတယ်။ကောင်းပြီ။ဒါဆိုရင်လည်းဒီအခွင့်အရေးကိုသုံးပြီးအဲ့ဒီငါရှင်အိုကြီးရဲ့လက်သေးတွေကိုရိုက်ချိုးပြကြတာပေါ့။၃ရက်ဆိုတဲ့အချိန်ကမျက်စိတမိတ်အတွင်းရောက်လာခဲ့ပြီးရေနဲ့နန်းတော်ရဲ့အနက်ရှိုင်းဆုံးနေရာမှာနဂါးမင်းကအေးဆက်တဲ့ကြောက်စိမ့်ပလင်ထက်မှာစိုးစံနေပြီးလူသားအသွင်ပြောင်းထားတဲ့သူ့မျက်နှာကနေအမျက်ဒေါသကိုခံမှန်းလို့မရဘူး။နန်းရင်ပြင်တစ်ခုလုံးမှာရေအောက်မိစ္ဆာစစ်တီတွေပြည့်နေပြီးလူတက်ငွေတွေထွက်ပေါ်နေတဲ့ဒီရေအောက်နန်းတော်ကအခုတော့တကယ်ကိုကြားကူနဂါးတွင်ဖြစ်နေခဲ့ပြီးအဲ့ခံပွဲကကောင်းတဲ့အဲ့ခံပွဲမဟုတ်ဘူး။အသေးအကျေတက်ကွင်းကြီးပြင်ဆင်ထားတာကျမနဲ့ရင်းကြုံနန်းတို့ရေနဲ့နန်းတော်တွေကိုလှမ်းဝင်လာခဲ့ကြတယ်။ကျမတို့နောက်မှာဘဲချွေရန်မှပါမလာဘူး။နဂါးမင်းကပလင်ပေါ်မှာထိုင်နေပြီးသူ့ဘေးကတန်းလောင်အိမ်ထဲမှာတော့ကြောက်လန့်တုံရင်နေတဲ့နတ်ဆိုးလေးတွေကိုစိန်ခေါ်တဲ့အနေနဲ့ထည့်ပိတ်ထားတယ်။သူတို့ကိုလွှတ်ပေးလိုက်။ကျမပြောလိုက်တယ်။နဂါးမင်းကအော်ဟစ်ရေမောရင်မင်းကငါ့ကိုအမိန့်ပေးနေတာလား။ဒါကအတိပေးတာ။ပြီးတော့မင်းအတွက်နောက်ဆုံးခွင့်ရေးပဲ။စကားလဲဆုံးရောကျမနဲ့ရင်းကြုံနန်းတို့တပြိုင်နက်တည်းလက်ဦးမှုယူတိုက်ခိုက်လိုက်ကြတယ်။မျက်လက်ပညာတွေကနန်းတော်တစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးရှုပ်ထွေးပွေလီသွားစေတယ်။နဂါးမင်းအခြေပြတ်သွားတဲ့အချိန်ခဏလေးတွင်းမှာပဲကျမရဲ့ဝမ်းမြင့်နဲ့ရင်းကြုံနန်းရဲ့ကင်းမီကောက်အစိတ်ဆူးတို့ကသူ့ရဲ့အားနည်းချက်ဖြစ်တဲ့လေပင်အောက်ကအကျေးခွန်စီကိုတပြိုင်နက်တည်းထိုးဆိုင်လိုက်ကြတယ်။နှစ်ယောက်ပေါင်းပြီးအသေးသက်လိုက်တဲ့အခါမှာတော့
နဂါးမင်းရဲ့ကြီးမားလာတဲ့ခန္ဓာကိုယ်ကြီးကမြေပြင်ပေါ်ကိုဝန်းကနေလဲပြိုကျသွားပါတော့တယ်နဂါးကြီးရဲ့ကြီးမားလာတဲ့ခန္ဓာကိုယ်ကြီးကဝန်းကနေမြေပေါ်သို့လဲကျသွားပြီးအသက်ရှူတန်တွေတက်တောက်သွားခဲ့တယ်မိုင်းမဲသူတွေကဒူးထောက်ဦးညွတ်ကြပြီးမိစ္ဆာပေါင်းစုံကကြောက်တူးတုံကတုံကရင်ဖြစ်ကုန်ကြတယ်ဒီတိုက်ပွဲပြီးရင်တော့စနစ်မဲ့6နှစ်ထဲမှာငါတို့ရဲ့အင်အားစုကိုပြောင်းကြကြရင်ဆိုင်ရဲမဲ့သူရှိတော့မှာမဟုတ်ဘူးဝန်ရောင်းကူကိုသွေးမျိုးဆက်နဲ့ပြန်လဲစုစည်းမယ်ဘယ်ဘက်ကိုဥတီသွားမှာလဲလို့ကြားဖိုးကကောင်းကင်ရန်ကနေလှမ်းမိလိုက်တယ်လူတယောက်ကိုရှာဖို့မြောက်ဘက်ကိုသွားမယ်လို့ငါပြန်ပြေခဲ့တယ်ကောင်းကင်ကွန်ရက်ကြီးကိုမယုတ်သိမ်းရသေးဘူးဟုကြားဖိုးကဆိုတယ်ချက်စီးပြစ်လိုက်ရုံပေါ်လို့ငါကပြန်ပြောလိုက်တယ်ငါတို့တွေရေခဲ6ဝမှာစုဝေးခဲ့ကြပြီးရွှေရောင်ကွန်ရက်ကြီးကကောင်းကင်ရန်မှာအထက်စီးကနေဝင်းရံထားတယ်ညံစိမ့်ကရှေ့ကိုတိုးထွက်လာပြီးကောင်းကင်ကိုမော့ကြည့်ရင်သူ့ရဲ့လက်ညှိုးလေးနဲ့ကြေတာယာတွေကိုအသာယာတို့ထိလိုက်တယ်သူ့ရဲ့နှုတ်ထွက်စကားအတိုင်းရှေးဟောင်းကြေတာယာအကျွင်းကြံတစ်ခုဟာလမ်းကြောင်းအနှဲငယ်ရွေ့ရှားသွားပြီးကျေပြက်သုံးချင်းရဲ့အလင်းနဲ့တစ်ခုဟာကောင်းကင်ကွန်ရက်ကြီးရဲ့အားအနည်းဆုံးအချက်ချာနေရာစီသို့ကျဆင်းလာခဲ့တယ်ကျွမ်းကနဲ့အတန်နဲ့အတူရွှေရောင်ကွန်ရက်ကြီးဟာအစိမ့်စိမ့်အမွှားကွဲအပ်သွားပြီးအလင်းမွေးရောင်စုံတွေအဖြစ်ပြောင်းလဲသွားတယ်စောင့်ကြနေတဲ့နတ်သားရဲစစ်တီတွေဟာတံပြန်တက်ရောက်မှုတန်းကြောင့်အလိမ့်လိမ့်လဲကမောက်ကမဖြစ်ကုန်ကြတယ်ရင်ဟော့စင်ကျဲမင်းကြီးကထိတ်လန့်တုန်လှုပ်သွားပြီးအေဂရိရဲ့သားတော်ကနှုတ်ထွက်စကားအတိုင်းဖြစ်စေနိုင်ပြီးကြေတာယာတွေကပါနာခံနေရပါလားဟုတွေးလိုက်မိတယ်ဘသူမှထပ်ပြီးမပိတ်ဆို့ရဲကြတော့ပဲငါတို့မြောက်ဘက်ကိုခီးဆက်ခဲ့ကြတယ်ညံစိမ့်ကငါ့ကိုအနက်ရှိုင်းဆုံးနေရာကကက်ကကဘာဦးရေခဲနဲ့ကြီးရဲ့ရှေ့မောက်စီတို့ခေါ်ဆောင်သွားတယ်သူ့ရဲ့လက်ဖွားလေးကိုရေခဲပြင်ပေါ်တင်လိုက်တဲ့အခါခရမ်းရောင်တာအိုစွမ်းရည်တွေစီးဆင်းသွားပြီးရေခဲနဲ့ကြီးကအတန်မထွက်ပဲကွဲအပ်သွားကလမ်းကြောင်းတစ်ခုပေါ်ထွက်လာခဲ့တယ်လမ်းရဲ့အဆုံးမှာတော့အားနေလာတဲ့အစိမ်းနုရောင်ဝိညာဉ်အလင်းတန်းလေးတစ်ခုရှိနေပြီးအဲ့ဒါကကူကြောက်ချန်ရစ်ခဲ့တဲ့မူလဝိညာဉ်ပါပဲအနားကိုမချင်းကပ်ရသေးခင်မှာတင်ကောင်းကင်ဘုံရဲ့အရှိန်အဝါအမျက်ဒေါသကထပ်မံရောက်ရှိလာခဲ့တယ်ရင်ဟော့စင်ကျဲမင်းကြီးဟာမိုးကြိုးတက်ဖွဲ့ရဲ့ကိုရန်တော်တွေကိုဥဆောင်ပြီးလိုက်လံတက်ဖြတ်ဖို့ရောက်ရှိလာခဲ့တာပဲတိုက်ပွဲကြီးကချက်ချင်းဆိုသလိုပောက်ကွဲထွက်သွားပြီးငါရင်ဟော့ကိုရင်ဆိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့မရှင်နိုင်ခဲ့ဘူးသူ့ရဲ့တင်ခွဲမိုးကြိုးလန်နဲ့ပခုံးကိုအထိုးခံလိုက်ရပြီးရေခဲနေရံမှာရိုက်ကတ်ခံလိုက်ရတယ်မိုးကြိုးလင်းတွေကငါရဲ့ခန္ဓာကိုယ်ထဲပောက်ကွဲဝင်ရောက်လာပြီးငါရဲ့ဝိညာဉ်ကိုပါအစပြောက်ချေမှုန်းပစ်တော့မယ်မေလို့ညံစိမ့်ကငိုကြွေးအော်ဟစ်လိုက်တဲ့အခါထိုစိမ့်နုရောင်ဝိညာဉ်အလင်းတန်းလေးကပါလိုက်လံတုန်ခါသွားခဲ့တယ်နောက်တစ်စက္ကန့်မှာတော့ညံစိမ့်ကအားစီးကိုဖျက်ကျော်ပြီးအလင်းတန်းစီတို့ပြေးဝင်ကဖက်လှည့်လိုက်တယ်အစိမ့်နဲ့ခရမ်းရောင်အလင်းတန်းတွေဟာဝန်းကနေပောက်ကွဲထွက်သွားပြီးကောင်းကင်ထိုးအလင်းတိုင်ကြီးထဲမှာညံစိမ့်ရဲ့မျက်ဝန်းတွေကနက်ရှိုင်းသွားကအေဂရိရဲ့အရှိန်အဝါတွေထွက်ပေါ်လာခဲ့တယ်သူကရင်ဟော့စင်ကျဲမင်းကြီးကိုကြည့်ပြီးဒူးထောက်ဆန်းလို့တလုံးနဲ့အမိန့်ပေးလိုက်တယ်ကောင်းကင်ဘုံရဲ့အမိန့်တော်ကိုစန့်ကျင်လို့မရတာမို့ရင်ဟော့စင်ကျဲမင်းကြီးဟာတုံ့လုံးချောက်ချသွားပြီးသူ့ခန္ဓာကိုယ်ကိုမထိန်ချုပ်နိုင်ပဲဒူးထောက်ကျသွားခဲ့တယ်သူ့ရဲ့နဝိညာဉ်ကကွဲအပ်သွားပြီးကျင့်စဉ်တွေအားလုံးပျက်စီးသွားသလိုကျန်တဲ့နတ်စစ်သူကြီးတွေလည်းတယောက်ပြီးတယောက်ပြုတ်ကျကုန်ကြပြီးနတ်လင်းတွေတက်ကွယ်သွားခဲ့ရတယ်စကားတခွန်းနဲ့နတ်ဖျားတွေကိုအကျွေးမဲ့ဖျက်ဆီးပစ်လိုက်တာပဲအလင်းရောင်တွေတဖြည်းဖြည်းမှိမ့်မိန်သွားပြီးညံစိမ့်ကတော့အင်အားတွေကုန်ခန်းပြီးပျော့ကွယ်လဲကျသွားတာမို့ငါကပွေ့ချီထားလိုက်တယ်ထိုစိမ့်နုရောင်အလင်းတန်းလေးကတော့များစွာပုံမူတောက်ပခိုင်းမှလာပြီးဂူကြောက်ရဲ့ချောမောတဲ့ပုံရိပ်အဖြစ်ပြောင်းလဲသွားကသူ့မျက်လုံးပွင့်လာပြီးငါမျက်နှာကိုစိုက်ကြည့်နေခဲ့တယ်